ဒီနေ့ကွယ်လွန်သွားတဲ့ဂျပန်ဝန်ကြီးချုပ်ဟောင်းမူရာယာမတိုမီချီနော်မူရာယာမတိုမီချီနဲ့ပတ်သက်ပြီးမှဒီဟာလေးသတင်းတက်တာလည်းကျွန်တော်ပြပြချင်ပါတယ်အဲ့ဒါဘာလဲဆိုရင်ဂျပန်နိုင်ငံရေးတမိုင်းတစ်လျှောက်မှာဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဒီဂျပန်ဒီလူကြီးကဒုတိယကမ္ဘာစစ်ပြီး250သူနဲ့ပတ်သက်ပြီးမမရရတခုရှိခဲ့တာပါလဲဆိုရင်ဂျပန်နေဒုတိယကမ္ဘာစစ်ပြီးတော့စစ်ပီးစီးကြောင်း250အထိမ်းမှလုပ်တဲ့အချိန်မှာသူဝန်ကြီးချုပ်အနေနဲ့ပေါ့နော်သူရင်ဘတ်ထဲကနေပြီးတော့သူ့ရဲ့အတုံးနှုံးကိုဂျပန်စကားမှာအတုံးနှုံးတွေအများကြီးရှိတယ်နော်တော်တော်များများဂျပန်စကားနားလည်တဲ့လူကသိပါတယ်ဒါပေမဲ့ပြောချင်တာပါလဲဆိုရင်သူ့ရဲ့အတုံးနှုံးကိုမှတကယ်ကိုရင်ထဲကလိုက်လေးနဲ့သူ့ကိုသူနှိမ်ချပြီးတော့မှပေါ့နော်လောက humble အတုံးနှုံးနဲ့တုံးပြီးတော့မှသူကတကယ်ကိုပတ်ဝန်းကျင်နိုင်ငံပေါ့နော်ဂျပန်နေကျူးကျော်ကိုလိုနီခေတ်မှာပေါ့နော်သူတို့ဒုတိယကမ္ဘာစစ်မှာတိန်ခဲ့တဲ့ပတ်ဝန်းအင်းနီနာချင်းနိုင်ငံပြီးရင်သူတို့အနေနဲ့လူဖွဲ့စည်းမှာမလုပ်မသိမပြုတ်တင်တဲ့အရာတွေကိုလည်းသူတို့ကိုလိုနီနိုင်ငံသူတို့နိုင်ငံရဲ့အုပ်ချုပ်စနစ်မှုမာယွင်ခဲ့ပြီးတော့မှသူတို့နှိပ်စက်ကြမ်းပြုတ်ခဲ့တဲ့ဟာတွေအားလုံးအတွက်ကိုသူဒီနေ့ကနေလွန်လိုက်လဲတောင်းပန်တဲ့အကြောင်းကိုသူပြောတာသူရဲ့အမတ်တရားပေါ့နော်အဲ့မှာသူကအခုတော့သူအသက်တရက်တစ်နှစ်နဲ့ဆုံးသွားပါပြီဒီနေ့မှာကွယ်လွန်သွားတာပေါ့နော်အဲ့ဒီသတင်းလေးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဂျပန်တွေကလေယူရက်ကပါစီနောက်ပိုင်းမှာသူတို့အနေနဲ့အရန်ကိုဆုံးရှုံးမှုများတဲ့အပြင်မှာသူတို့ပြန်ပြီးတော့မှနောက်နိုင်ငံပြန်တဲ့ထူထောင်ရင်းနဲ့မှသူတို့တွေအများကြီးအတိဝင်လာပြီးတော့မှသူတို့နိုင်ငံကဒီနိုင်ငံရေးအုပ်ချုပ်ပုံစနစ်ဒီကိုလိုနီစနစ်မှာအရန်ကိုနှိပ်စက်ခဲ့တယ်အဲ့ဒါတွေကအဲ့လိုမလုပ်သင့်ဘူးလူပေါင်းလူကြည့်ဝင်မှာဒါမျိုးတွေလုံးဝမဖြစ်ရဘူးလူမှုအဖွဲ့အစည်းတွေမှာဒါမျိုးမလုပ်ရဘူးဆိုပြီးတော့မှသူတို့စစ်တွေကိုမုန်းတီးပြီးတော့မှလုံးဝစစ်တိုက်တာမျိုးဘဒုကိုဘဒုပေါ့နော်အဲ့လိုနှိပ်စက်တာမျိုးမလုပ်တော့ဘဲနဲ့ပြီးရင်သူတို့အဲ့လိုလုပ်ခဲ့တဲ့နိုင်ငံတွေကိုလည်းသူတို့ကအများကြီးကူညီထောက်ပံ့ပေးတာတို့လူငွေတွေလူဒန်းတာတို့တရားတို့ဈေးရုံတို့စောက်ပေးတာတို့သူတို့အများကြီးပြန်လုပ်လာတယ်ပေါ့နော်ပြီးတော့နောက်တက်တိစလူငယ်တွေကိုလည်းသူတို့ကအဲ့လိုမျိုးတွေမရှင်းအောင်ပေါ့နိုင်ငံရေးအုပ်ချုပ်ပုံစနစ်တွေအကုန်ပြောင်းပြီးတော့အစိုးရတွေပါနော်အကုန်လုံးပြင်လန်ပြုတ်ပြင်မွန်းမှန်လာခဲ့ပါတယ်အဲ့ဒါကမှလေအဓိကဘာ point ပြောချင်တာလဲဆိုရင်ရှိတယ်နော်အခုချိန်နေမုံတိနေတော့မယ်ကျမတို့မြန်မာတွေဒါမှဂျပန်နေဆိုရင်ဘာဖြစ်တဲ့တီဟာတင်ဆိုကားလေနော်တီဟာတင်ဆိုဖက်စစ်ဂျပန်နေတော်လန်ခဲ့တဲ့ဇက်ကားတွေကြီးမှတာအမြင်ကက်ခဲ့တာပဲလေနော်အခုလည်းကြိုက်တယ်လို့တော့ပြောတာမဟုတ်ဘူးပေါ့တဘောပြောချင်တာလေပြီးတော့ကိုရီးယားတွေရောတရုတ်တွေရောဂျပန်တွေကိုညှိုးထားတဲ့ဟာတွေအများကြီးရှိပါတယ်တကယ်ရင်ထဲမှာရှိနေတဲ့လူတွေအများကြီးရှိပါတယ်မကျင်တတ်တာရှိရအောင်ပြောတာနော်ပြီးတော့နောက်တစ်ခုကတို့ကျူးကျော်ပြီးတော့မှလေအဲ့လိုတိမ့်ပိုက်လာရင်မှတို့နိုင်ငံကိုပြန်ခေါ်လာရင်မှတရုတ်လူမျိုးဟုတ်တယ်ပြီးကိုရီးယားလူမျိုးဟုတ်တယ်လူမျိုးကတော့ကိုရီးယားလူမျိုးဒါပေမဲ့ကိုရီးယားစကားမတတ်တော့ဂျပန်လိုပဲပြောတဲ့လူလည်းအများကြီးရှိပါတယ်အခုချိန်ကြီးပေါ့နော်အဲ့ဒါလေးကို share လုပ်လို့ချင်ဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye